တိတ်ခါတော့ထက်တယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားလက်ထက်မှာကတော့ဘုန်းကြီးတို့တိတ်ခါတော့ထက်တယ်ဆိုတဲ့လုပ်ငန်းစဉ်မရှိသေးနောက်ပိုင်းဆရာတော်ကြီးတွေလက်ထက်ရောက်မှာပဲတိတ်ခါတော့ထက်တယ်ဆိုတဲ့အစီအစဉ်ဖြစ်လာဘာယူဝဲချက်နဲ့တိတ်ခါတော့ထက်ကြလဲဆိုတော့မိမိတို့တရားဓမ္မတွေဘက်ကကြည်ရင်လည်းပဲတပိတ်သင်္ကန်းစားတယ်ပိတ်ခရာတွေလှူဒန်းခွင့်ရတယ်ဒီလိုလှူဒန်းခွင့်ရတဲ့အတွက်တရားဓမ္မတွေမှာလည်းပဲကုသိုလ်ဖြစ်တယ်ယဟန်တော်တွေအနေနဲ့လည်းပဲယဟန်ခံစဉ်မှာဘုန်းကြီးတို့တိမ်ထဲမှာကမဝါစာတိမ်အစရှိသည်ဖြစ်အင်္ဂါရက်တွေနဲ့မညီညွတ်လို့ယဟန်မဖြစ်ခဲ့လို့ရှိရင်တိတ်ခါတော့ထက်တဲ့အခါမှာပြန်လည်ပြီးတော့မှကမဝါစာတွေနဲ့ယဟန်ဖြစ်အောင်ဆောင်ရွက်ကြတာဖြစ်တဲ့အတွက်ယဟန်တော်ဒီဘက်ကလည်းပဲဘုန်းကြီးတို့အဆုံးရှုံးတာမရှိဘူးเนาะယဟန်မဖြစ်ခင်လည်းပဲယဟန်ပြန်ပြီးတော့ဖြစ်နိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရှေးဆရာတော်ကြီးတွေကတိတ်ခါတော့ထက်တယ်ဆိုတဲ့လုပ်ငန်းကိုဆောင်ရွက်တချို့ဆရာတော်တွေကြတော့လည်းပဲတိတ်ခါတော့ထက်တာကတရားဓမ္မတွေเนาะအလုပ်များတယ်တန်ရောစဉ်ဖြစ်တယ်ဆိုပြီးတော့မှတိတ်ခါထက်တဲ့လုပ်ငန်းကိုသဘောမကျတာအနေချင်းဆရာတော်တွေရှိဒါပေမဲ့အများစုကတော့ခုနကပြောခဲ့တဲ့ကောင်းကျိုးတွေရှိတယ်တရားဓမ္မတွေဘက်ကလည်းပဲပေးခရာ၈ပါးလှူဒန်းရတဲ့ကုသိုလ်ကောင်းမှုတွေထပ်မံပြီးတော့ရရှိတယ်တန်ဃာတော်ရှင်မြတ်တွေကလည်းပဲတိမ်ထဲမှာပြန်လည်ပြီးတော့မှရဟန်းခံခြင်းဆိုတဲ့လုပ်ငန်းကိုဆောင်ရွက်ရတာဖြစ်တဲ့အတွက်အကျိုးများတယ်ဆိုပြီးတော့မှဒီတိတ်ခါတော်ထက်တယ်ဆိုတဲ့လုပ်ငန်းကိုဆောင်ရွက်ကြအဲ့တော့မိမိတို့တရားဓမ္မတွေလည်းပဲဒီဆရာတော်ရဲ့ပစ္စည်းလေးပါထောက်ပံ့တဲ့တရားဓမ္မတွေဖြစ်သွားတယ်တနည်းပြောမယ်ဆိုလို့ရှိရင်တော့ဒါသာသနာအမွေခံယူလိုက်တဲ့ပုဂ္ဂိုလ်တွေသာသနာတော်ကိုပစ္စယနုကလို့ခေါ်တဲ့ပေးခရာ၈ပါးနဲ့လည်းပဲလှူဒန်းထောက်ပံ့တဲ့ကုသိုလ်ကောင်းမှုရတယ်ဓမ္မနုကလို့ခေါ်တဲ့နော်တိတ်ခါတော်တဲ့ချင်းကုသိုလ်ကောင်းမှုလည်းပဲရရှိသွားတာဖြစ်တဲ့အတွက်တိတ်ခါတော်ထက်ချင်းလုပ်ငန်းကိုနောက်ပိုင်းဒါမိမိတို့ဆောင်ရွက်ကြနော်နောက်ဘုန်းကြီးတို့ယဟန်ခံခြင်းလုပ်ငန်းပါဠိလိုကတော့ဥပတမ္ပဒမင်္ဂလာဆိုပြီးတော့သုံးတယ်နော်ဥပတမ္ပဒဆိုတာကမြင့်မြတ်တဲ့အထက်တန်းကြတဲ့အဆင့်ကိုရောက်ရှိသွားအောင်ပြုလုပ်လိုက်တယ်လို့အဲ့ဒီလိုမျိုးအတိတ်ပဲရဒါကိုပဲဘုန်းကြီးတို့မြန်မာလိုပြောတဲ့အခါကျတော့ယဟန်ခံတယ်ဆိုပြီးတော့သုံးတယ်ဒါလည်းပဲသာသနာတော်မှာနော်မိမိတို့ရဲ့တာယရဏမိယရဏအစရှိသည့်ဖြင့်ပုဂ္ဂိုလ်တွေကိုပစ္စည်းလေးပါထောက်ပံ့ပြီးတော့မှပစ္စယနုခါနဲ့မိမိတို့ကလှူဒန်းလိုက်တယ်အဲ့တော့သူတို့ယဟန်ဖြစ်သွားတဲ့အခါကျတော့သူတို့ရဲ့တန်တန်မှာတဏ္ဍကုံတွေတည်သွားတယ်ယဟန်တရားတွေဝိနည်းတရားတွေတည်သွားတဲ့အခါကျတော့ဒါဓမ္မနုခါနဲ့လည်းပဲမိမိတို့ကထောက်ပံ့ရာရောက်တယ်နော်အဲ့ဒီလိုမျိုးထောက်ပံ့ပေးလိုက်တာဖြစ်တဲ့အတွက်မိမိတို့ဟာသာသနာအမွေခံယူတဲ့တနည်းပြောမယ်ဆိုရင်ကုသိုလ်အမွေခံယူတဲ့ပုဂ္ဂိုလ်တွေဖြစ်သွားတယ်အဲ့ဒီရည်ရွယ်ချက်နဲ့လည်းပဲဒါယဟန်ခံခြင်းလုပ်ငန်းကိုဆောင်ရွက်ကြတယ်နော်ပစ္စယနုကကုသိုလ်ရတယ်ဓမ္မနုကကုသိုလ်လည်းပဲရတယ်နောက်ရှင်ပြုတယ်ဆိုတာလည်းပဲဒီသဘောတရားအတိုင်းပဲနော်ရှင်ပြုတာကိုတော့ဘုန်းကြီးတို့ပါဠိတော်ကပပိဇမင်္ဂလာဆိုပြီးတော့သုံးတယ်နော်ပပိဇဆိုတာကတော့ပါဠိဓာတ်ရိုက်အဓိပ္ပာယ်ကတော့လူတွေနဲ့ဝေးတဲ့နေရာဒေသမှာနော်နေထိုင်တယ်တနည်းပြောမယ်ဆိုရင်လောကီနဲ့မဆက်ဆက်တဲ့ပုဂ္ဂိုလ်တွေဖြစ်သွားတယ်လို့အဲ့ဒီလိုမျိုးအဓိပ္ပာယ်ရဒါကိုတော့ပပိဇမင်္ဂလာဆိုပြီးတော့သုံးတယ်ဒါလည်းပဲဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့အခါမှာမိမိတို့တာယရဏမွေးဖွားလာပြီဆိုလို့ရှိရင်ငါတို့တွေရှင်သာမဏေပြုပေးရမယ်ဒီလိုပြုပေးခြင်းအပြင်ငါတို့မိဘဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်းပဲပစ္စည်းလေးပါပိတ်ခရာ၈ပါးလှူဒန်းခွင့်ရတဲ့အတွက်ပစ္စယနုကရမယ်သူတို့လည်းပဲရှင်ဖြစ်သွားတဲ့အခါကျတော့တဏ္ဍကုံတည်သွားမယ်10ပါးသီလတွေသူတို့ရဲ့တန်တန်မှာတည်ရှိသွားတယ်ဒီလိုတည်ရှိအောင်မိမိတို့ကလှူဒန်းပေးလိုက်တာဖြစ်တဲ့အတွက်ဓမ္မနုကကုသိုလ်လည်းရတယ်လို့အဲ့ဒီရည်ရွယ်ချက်နဲ့မလုပ်ကြတာလေပပိဇမင်္ဂလာလို့ခေါ်တဲ့ရှင်ပြုခြင်းလုပ်ငန်းကိုဆောင်ရွက်ကြနော်နောက်ဘုန်းကြီးတို့နားတာတယ်ပေါ့
နာတာရာကိုတော့ဒါပါဠိတော်ကတော့ကဏ္ဏဝိသနာမင်္ဂလာဆိုပြီးတော့သုံးတယ်နော်အဲ့တော့ပြောမယ်ဆိုရင်တော့သူကနားဖောက်တာပေါ့နော်နားကိုတန်စာဘုန်းကြီးတို့ဆင်ဖို့အတွက်မိန်းကလေးတွေမှာနားကိုဒါနားတာတယ်နားဖောက်တယ်ဆိုပြီးတော့မှအဲ့ဒီလိုမျိုးသုံးဒါကတော့လောကီမင်္ဂလာတစ်မျိုးပဲဒါပေမဲ့ဒီလိုမျိုးမြင့်မြတ်တဲ့နော်သာသနာနှုတ်ကဟကုသိုလ်ကောင်းမှုပြုလုပ်တဲ့အခါမှာကိုယ့်ရဲ့သမီးယေရနာတွေကိုအတိတ်နိမိတ်တွေလည်းကောင်းအောင်အန္တရာယ်တွေလည်းကင်းအောင်ဆိုပြီးတော့မှမျက်နာတခြင်းကဏ္ဍဝိဇ္ဇနာမင်္ဂလာကိုလည်းပဲဒါမိဘဖြစ်တဲ့ပုဂ္ဂိုလ်တွေကဆောင်ရွက်ခဲ့ကြတယ်ဒါအင်မတန်ကိုကောင်းမြတ်တဲ့ရည်ရွယ်ချက်ဖြစ်တယ်ကိုယ့်ရဲ့သမီးယေရနာဒီလိုသာသနာနှုတ်ကကုသိုလ်ပြုလုပ်တဲ့သာသနာအမွေခံပြုလုပ်တဲ့ကုသိုလ်ကောင်းမှုပွဲကြီးမှာကိုသမီးယေရနာရဲ့တန်တန်မှာအန္တရာယ်တွေပျောက်ကင်းဘေးရန်တွေရှင်းပြီးတော့မှဘဝတစ်လျှောက်လုံးကောင်းကျိုးချမ်းသာတွေပြည့်စုံပါစေဆိုတဲ့နော်ဒါရှိလူကြီးသူမတွေရဲ့ရည်ရွယ်ချက်နဲ့ကဏ္ဍဝိဇ္ဇနာနားတာတယ်နားဖောက်ခြင်းဆိုတဲ့လုပ်ငန်းကိုလည်းပဲဆောင်ရွက်ကြအဲ့တော့ဒီလိုဆောင်ရွက်တဲ့နေရာမှာဘုန်းကြီးတို့သာသနာအမွေခံယူတယ်ဆိုပြီးတော့မှတကယ်အနှစ်သာရရှိတဲ့လုပ်ငန်းကိုဆောင်ရွက်ရင်းနဲ့မှဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကတရားတရားအင်မတန်ကောင်းတော့ဘုန်းကြီးတို့ဘာတွဲလုပ်ကြလဲဆိုတော့အလှူဒါနတွေပါတွဲပြီးတော့မှဆောင်ရွက်ကြနော်အဲ့တော့အခုသုံးတဲ့အသုံးလို့ဆိုရင်ဒါရှင်ပြုအလှူဆိုပြီးတော့မှမသုံးလားသုံးတယ်ယဟန်ကံအလှူတိတ်ခါတဲ့အလှူဆိုပြီးတော့မှသုံးတယ်အဲ့တော့ရှင်ပြုအလှူဆိုရင်လည်းတကယ်ဆိုရင်တော့ဘုန်းကြီးတို့ကအဲ့ဒီမှာစကားလုံးနှလုံးရှိတယ်နော်ရှင်ပြုတာနဲ့အလှူနဲ့အဲ့တော့ရှင်ပြုတယ်ဆိုတာကခုနကပြောတဲ့ပပိစမင်္ဂလာဒီကိုယ့်ရဲ့သားယရနာမိယရနာကိုစံချပေးလိုက်တယ်ပြီးလို့ရှိရင်သင်္ကန်းတောင်းသင်္ကန်းဝေပေးလိုက်တယ်တဏ္ဍနဲ့ကုံစောက်တီပေးလိုက်တယ်ဒီသုံးချက်နဲ့ပြည့်စုံလို့ရှိရင်ဒီကလေးကရှင်သာမဏေကိုရင်ဖြစ်သွားတာနော်အဲ့တော့ကိုရင်ဖြစ်ဖို့ပပိစမင်္ဂလာပြည့်စုံရမှာကဒီအချက်၃ချက်ပဲဒီအချက်၃ချက်နဲ့ပြည့်စုံသွားလို့ရှိရင်ကိုရင်ဖြစ်တယ်နံပါတ်1ကဘာလုပ်ပေးရတာလဲစံချပေးရတယ်နံပါတ်2ကသင်္ကန်းတောင်းသင်္ကန်းဝတ်ပေးရတယ်နံပါတ်3ကကြတော့တရဏဂုံစောက်တီပေးလိုက်တာအဲ့တော့ဒီ၃မျိုးနဲ့ပြည့်စုံယုံနဲ့ပဲဘုန်းကြီးတို့ဘာဖြစ်သွားတာလဲကိုရင်ဖြစ်ပြီးတော့မှအလှရှင်ဖြစ်တဲ့မိဘတွေအဖိုးအဖွားတွေဟာလည်းပဲသာသနာနှုတ်ကဟာသာသနာတော်ကိုချီးမြှောက်တဲ့ကုသိုလ်ရသွားတာနော်ပြည့်စရာနှုတ်ကကုသိုလ်လည်းရတယ်ဓမ္မနှုတ်ကကုသိုလ်လည်းရမသွားဘူးလားရသွားတယ်အဲ့ဒါကိုမှနော်ဒါရှင်ပြုတ်ပေးလိုက်တယ်တနည်းပြောမယ်ဆိုရှင်ဖြစ်အောင်ပြုတ်လုပ်ပေးလိုက်တယ်နောက်ကနေပြီးတော့မှအလှဆိုတဲ့စကားလုံးထပ်ပြီးတော့မပါဘူးလားပါတယ်ရှင်ပြုတ်အလှနော်အဲ့တော့အလှဆိုတဲ့စကားလုံးမှာဘာတွေလောက်ကြလဲဆိုတော့ဝေယဝိဆာအဖွဲ့တွေကျွေးမွေးအခမ်းအနားတွေရှိတယ်မိမိတို့အပိယသက်တွေဖိမှန်တကပြုတ်ပြီးတော့မှကျွေးမွေးအခမ်းအနားတွေရှိတယ်အခုဒီတခါကြီးဦးဝင်းညွန့်တက္ကမကြီးတော်မြင့်ကြီးတို့နော်ကိုစီစာတီဟမတ်သက်စုဝေတို့နောက်ကိုပြည့်စုံကျော်တို့မအီးသွဲတို့မိသားစုတွေအနေနဲ့ဒီရှင်ပြုမှာနောက်ကလည်းအလှဆိုတဲ့စကားလုံးလည်းပါအောင်အလှလည်းပြည်ပြင်းဖြစ်အောင်ဆိုပြီးတော့အာဟာရဒါနတွေလည်းပဲနော်ဘုန်းကြီးတို့တပတ်လုံးဒါသုတ္တိတာအနေနဲ့ကျွေးမွေးကြတာရှိတယ်အဲ့ဒီမတိုင်ခင်မှာလည်းပဲဝေယဝိဆာပြုလုပ်တဲ့ပုဂ္ဂိုလ်တွေကိုမိမိတို့စွမ်းနိုင်တဲ့အာဟာရဒါနတွေကျွေးမွေးအခမ်းခဲ့တာတွေရှိတယ်နောက်ဝေယဝိဆာပြုလုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲဝိုင်းဝန်းပြီးတော့မှအလှရှင်စိတ်ချမ်းသာအောင်လှူနေတဲ့အခိုက်အတန့်မှာစိတ်အနှောက်အယှက်မဖြစ်အောင်ဆိုပြီးတော့မှဒါဘုန်းကြီးတို့ကြေးရွာရဲ့အစဉ်လာရကြည့်မယ်ဆိုလို့ရှိရင်တရွာလုံးနော်ဝိုင်းဝန်းပြီးတော့မှဆောင်ရွက်ကြဒါအင်မတန်ကိုကောင်းမွန်တဲ့အစဉ်လာတစ်ခုကြေးရွာမှာအလှရှင်ကလှူပြီးဆိုလို့ရှိရင်နော်ကျန်တဲ့တရွာလုံးမှာရှိတဲ့အသင်းအဖွဲ့တွေဝေယဝိဆာပြုလုပ်တဲ့ပုံကိုယ်တွေကအားလုံးတက်ညီလက်ညီနဲ့စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့အလှရှင်စိတ်ဖြောင်းဖြောင်းနဲ့လှူဒန်းနိုင်ဖို့အတွက်နော်အပင်ပန်းခံပြီးတော့မှဝိုင်းဝန်းပြီးတော့မှဒီအလှူဒါနာကြီးအောင်မြင်ပြီးမြောက်ဖို့အတွက်စုပေါင်းညီညာစွာနဲ့ဆောင်ရွက်ကြတာနော်ဘုန်းကြီးတို့တွေဒီလိုမြင်ရတဲ့အခါကျတော့အမှန်တန်လည်းပဲကိုကြေးရွာအတွက်ဂုဏ်ယူစရာလည်းကောင်းတယ်ဘုန်းကြီးတို့လည်းပဲစိတ်ချမ်းသာတယ်